အားလုံးပဲမင်္ဂလာပါအခုလိုစူးစမ်းရုန်းကန်နေရတဲ့နေ့စဉ်ဘဝတွေမှာလောကရန်အမျိုးမျိုးရဲ့နှိမ့်ဆက်မှုတွေကြောင့်စိတ်ဓာတ်ကျနေကြပါသလားဒါမှမဟုတ်ကိုယ်အင်္ဂါချွေးမှုတွေဘဝရဲ့မပြည့်စုံမှုမျိုးစုံတွေကြောင့်ရှေ့ဆက်ဖို့အတွက်စိတ်ပြက်အားလျှော့နေကြပါသလားဒါဆိုရင်တော့ကျွန်တော်ရဲ့အလင်းတစ်ဆက်စိတ်ခွန်အားဖြင့်အကြံပြုစကားတံများအစီအစဉ်ကိုမိတ်ဆွေတို့အနေနဲ့ခဏခဏလောက်အချိန်ပေးပြီးနားဆင်ပေးဖို့အတွက်ဖိတ်ခေါ်ရပါတယ်ကျွန်တော်တို့တင်ဆက်သူချမ်းချင်းကျော်ပါဒီအစီအစဉ်လေးရဲ့အပိုင်းတစ်ကိုတော့တရားပြန်ကျွန်တော်လို့အမည်ပေးထားပါတယ်အခုစီစဉ်လေးရဲ့ထူးခြားချက်ကတော့အသက်ကြီးမှအကြောင်းမျိုးမျိုးကြောင့်အမြင်အာရုံမတန်ဆန်းဖြစ်ခဲ့ရတဲ့အပြင်ရုတ်တရက်သွေးတိုးလွန်ကဲမှုကြောင့်နှလုံးသွေးကြောမှကြီးအပ်သွားတဲ့ယောဂဝေဒနာမှခွဲစိတ်ကုသပြီးတဖန်ပြန်လဲအသက်ရှင်လာတဲ့သူမတူထူးခြားတဲ့ကျွန်တော်ရဲ့ဘဝဖြတ်သန်းမှုမှတ်တမ်းများကိုပြန်လည်ပြောပြရင်းနဲ့စိတ်ခွန်အားဖြစ်ပြီးမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကလွန်ခဲ့တဲ့တစ်နှစ်ခွဲကျော်လောက်ကတရွာနေပြန်လာခဲ့တာဖြစ်ပါတယ်